မင်္ဂလာပါကျွန်တော်ငယ်ဘဝအကြောင်းလေးနည်းနည်းလေးပြောပြစီဘာဖြစ်လို့တော့ဆိုတော့ကျွန်တော်ငယ်ကချမ်းသာရမယ်ဆိုတော့ကျွန်တော်အဲ့ဒီဆုံးဖြတ်ချက်ပေါ့အဲ့ဒါလေးရှိခဲ့ဘူးငယ်ငယ်လေးတည်းနဲ့အဲ့ဒီပဲကျွန်တော်ဘလို့သွားလဲကျွန်တော်ချမ်းသာတဲ့လူတွေရှိသူတို့ပါစားတယ်ပါတောက်တယ်ဘလို့သုံးတယ်ဘလို့လောတယ်ဒါတွေကိုကျွန်တော်လိုက်ကြည့်နေတယ်တဖြည်းဖြည်းနဲ့ကိုယ့်ဘဝနဲ့ကြတော့လုံးဝမကန့်ညီတော့ဘာဖြစ်လို့တော့ဆိုတော့ကိုယ့်ဘဝပြည့်စုံတယ်လေကျွန်တော်ဘဝမပြည့်စုံဘူးပေါ့ဘာဖြစ်လို့တော့ဆိုတော့လူတိုင်းရဘဝမှာမဟုတ်တာကျွန်တော်တို့ကလယ်သမားတွေအဲ့ဒါနဲ့သူတို့လိုက်ကြည့်နေတဖြည်းဖြည်းနဲ့ကျွန်တော်တိမ်ငယ်စိတ်ဝင်လာဘာကြောင့်လဲဆိုတော့ငါတို့လိုမဖြစ်နိုင်ပါလားငါတို့လိုမစားနိုင်ပါလားငါတို့လိုမတောက်နိုင်ပါလားဆိုတဲ့စိတ်နောက်ပြီးတော့နောက်ထပ်စိတ်တစ်ခုကတော်တော်ဆိုးတဲ့စိတ်ဘာစိတ်လဲဆိုတော့ကျွန်တော်တို့ကမခံကျင်စိတ်လို့ပြောရမှာသူလည်းဒီဥစ္စာတောက်နိုင်တယ်ကွာငါလည်းတောက်မယ်သူလည်းဒီဟာလုံးနိုင်တယ်ကွာငါလည်းလုံးမယ်ဆိုတော့စိတ်ဒီနဲ့ကျွန်တော်မှားတဲ့ဘက်ကိုကျွန်တော်ရောက်သွားတယ်မှားသွားတယ်ပေါ့ဒါနဲ့ပဲကျွန်တော်ဘဝတစ်စစ်ချိုးရဲ့ခဏတာအခက်အခဲလေးဖြစ်ခဲ့တယ်ပေါ့ကျွန်တော်ဘဝတွေကနေပြီးတော့အတွေ့အကြုံတစ်လေးတစ်ခုရပါစေလို့ပဲကျွန်တော်ဆုတောင်းရင်းနဲ့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကိုအောင်သူပါ